ကြောင်းကိုပြောပြမယ်နားဆိုင်လို့ထောင်တပည့်ဒီတယောက်မှမရှိပါဆရာကြီးပဲနေတဲ့ဆက်ယုံဆရာများသားသေးဖြူပြဲနဲ့ကုန်ကျဲလို့နေဆရာကြီးအားကြီးကဘာကြီးတွေနော်ဆန္ဒမရှိတမ်းမဲရှိတဲ့ကြံမြောက်တွေလည်းရှိတဲ့ကဘာရှိကပြုစုခဲ့တဲ့ကာမေသူတို့မသိပါလူဘဝရာစောဒုသနာတော့ပေါ်တဲ့ဘုံစင်ပိန်တက်ပြီးကတိုးရင်ပေါင်းတဲ့ချစ်တီးတွေလည်းရှိရဲ့ဘာတွေရှိတယ်လဲမမေးပါနဲ့ဗျာမမှန်တာအကုန်လုံးရှိရဲ့ဘင်းကိုပေါက်တင်းစောတာပဲနော်ဂျိုပြားတွေဆွဲကြောင်းနဲ့ရှိတဲ့ကျွန်တော်တို့ရဲ့စရုံကြီးထဲမှာကျွန်တော်တို့စရုံတခြားသောစရုံမပြောပါဘူးဗျာရှိကနေသွားလို့ပြောရင်လက်မသိတဲ့လူကြီးပဲလေနောက်ကနေလိုက်ခိုင်းတော့လေခဏနေနဲ့လူကများတဲ့လိတ်ကြီးပေါတူကြမျိုးတွေနော်ရှိတယ်လုံးဝမရှိပါပွင့်နေနဲ့ခေါင်းကြီးမိရှိမတရီစရာခေါင်းနှဘေးကဒီဟာတွေကောင်းလိုက်ကြမဆမကြမ်းရောင်းကစားတို့မတဲ့ဈေးဆိုင်ရှိရဲ့ငါကြီးတောင်ဓာကြီးဆွဲကတောင်းကြီးခွဲလို့ပြန်လာခဲ့တဲ့လူမိုက်စိုးကြီးရှိရဲ့ဟိုဟာတွေလည်းရှိတဲ့ပေါ်တဲ့ဒီဟာတွေလည်းပေါ်တဲ့ရှိရဲ့ဒီဟာဆိုလဲပလင်းကိုင်မောတဲ့အာဆီယံလဲချတာပဲဗျာရှိတဲ့ကျွန်တော်တို့ရဲ့စရုံကြီးထဲမှာစရုံကြောင်းကိုပြောပြမယ်နားဆိုင်လို့ထောင်တပည့်ဒီတယောက်မှမရှိပါဆရာကြီးပဲနေတဲ့ဆက်ယုံဆရာများသားသေးဖြူပြဲနဲ့ကုန်ကျဲလို့နေဆရာကြီးအားကြီးကဘာကြီးတွေနော်ဆန္ဒမရှိတမ်းမဲရှိတဲ့ကြံမြောက်တွေလည်းရှိတဲ့ကဘာရှိကပြုစုခဲ့တဲ့ကာမေသူတို့မသိပါလူဘဝရာစောဒုသနာတော့ပေါ်တဲ့ဘုံစင်ပိန်တက်ပြီးကတိုးရင်ပေါင်းတဲ့ချစ်တီးတွေလည်းရှိရဲ့ဘာတွေရှိတယ်လဲမမေးပါနဲ့ဗျာမမှန်တာအကုန်လုံးရှိရဲ့ဘင်းကိုပေါက်တင်းစောတာပဲနော်ဂျိုပြားတွေဆွဲကြောင်းနဲ့ရှိတဲ့ကျွန်တော်တို့ရဲ့စရုံကြီးထဲမှာကျွန်တော်တို့စရုံတခြားသောစရုံမပြောပါဘူးဗျာရှိကနေသွားလို့ပြောရင်လက်မသိတဲ့လူကြီးပဲလေနောက်ကနေလိုက်ခိုင်းတော့လေခဏနေနဲ့လူကများတဲ့လိတ်ကြီးပေါတူကြမျိုးတွေနော်ရှိတယ်လုံးဝမရှိပါပွင့်နေနဲ့ခေါင်းကြီးမိရှိမတရီစရာခေါင်းနှဘေးကဒီဟာတွေကောင်းလိုက်ကြမဆမကြမ်းရောင်းကစားတို့မတဲ့ဈေးဆိုင်ရှိရဲ့ငါ
ကြီးတောင်ဓာကြီးဆွဲကတောင်းကြီးခွဲလို့ပြန်လာခဲ့တယ်လူမိုက်စိုးကြီးရှိတဲ့ဟိုဟာဒီလဲရှိတဲ့ပေါ်တယ်ဒီဟာဒီလဲပေါ်တယ်ရှိတယ်ဘီယာဆိုလဲပလင်းကိုက်မောတယ်အာဆီယံလဲချတာပဲဗျာရှိတယ်ကျွန်တော်တို့ရဲ့စက်ရုံကြီးထဲမှာ